ကျွန်တော်ရဲ့နောင်တော်ကြီးကဗျာဆရာမောင်မင်းမူပန်တုကြီးရေးဖွဲ့ထားတဲ့ရင်ကွာဝေးအိမ်မက်ဆိုတဲ့အချစ်ကဗျာလေးရွတ်ဆိုခြင်းပါတယ်ရင်ကွာဝေးအိမ်မက်မင်းကအိမ်မက်သခင်အလင်းပြအပြင်ဘက်တွေမဟုတ်တွေးနေရလီကြုံဆွေးလျာနေအဟောတွေးနွေးသည်မြအော်ချွေးစားတွေတော့အိမ်မက်ပြန်ပြီးစွစွရီခြေသလုံးကြွက်သားတွေတောင့်တင်းတပ်ပြင်းကြီးအလုံးလိုက်ချကြေမွတဲ့အိယာထက်မှာချွေးထွက်တဲ့ကြပြာကိုရေးနေမိတယ်မုတ်တိတ်ရှိုက်နံပန်းနှုတ်ခမ်းနီဒရာရှက်ရီစုကြက်တီးဖုစကြဝဠာနဂါးမာလီဝိညာဉ်ပြတတိစင်မာ၆ချာအိမ်မက်ကလန့်အနိုးမုံဆူပါလာပန်းဦးလေကြမကွဲကေပွင့်ဖက်လေမကြွေမီးတွေလေမငြိမ်ဒိန်းတလိန်ဘလောင်စုငူတူတူထထိုင်အော်တကောင်းတိုင်ထိပါစွစွရဲ့နဂါရမတ်တွေကပြန့်ကျက်နေကြအိမ်မက်တခွင်စိတ်ရတဲ့တိတ်ခတ်တဲ့တမစင်ညံမဝင်နိုင်တော့အထင်းကိုမရှိဂယုပြုလေးစွစွရီငါအိမ်မက်ကိုမင်းဆက်မတ်ကြီးမောင်မင်းမူပန်တုကြီး